ကျွန်တော်ငယ်ငယ်ကပြီးခဲ့ရတဲ့ ADC ရဲ့မီးလုံးတီထွင်မှုအကြောင်းကိုပြင်သတိရနေလို့အခုကျွန်တော်လေ့လာနေတဲ့ networking ကဘာတွေက OSP ရဲ့အကြောင်းကိုသိချင်လာတယ်ဒီလိုနဲ့1990ခုနှစ်နောက်ပိုင်းကနေဝက်ပထမဆုံး internet ဖြစ်တဲ့ ARPANET အကြောင်းကိုစတင်ပြီးသိရတယ်။ ARPANET က distributed routing protocol ကိုသုံးလာပြီးသူ့မှာအားနည်းချက်များပါတယ်ပေါ့။ဒီလိုနဲ့1980နောက်ပိုင်းမှာ internet က standard listed protocol ကိုလိုအပ်လာခဲ့။ဒါကြောင့်မို့လို့1989ရောက်တော့ IETF ကနေပြီးတော့ OSP ရဲ့ working group ကို George T မျိုးကိုဦးဆောင်စေပြီးတော့ပထမဆုံး OSP ရဲ့ version 1ကိုတော့1989မှာ IFC 1131အနေနဲ့ register လုပ်နိုင်ခဲ့။သို့ပေမဲ့ယနေ့ခေတ် OSP ရဲ့လို့တော့ပြည့်စုံခြင်းမရှိသေးပါဘူး။1991ရောက်မှသာ OSP ရဲ့ version 2 IFC 1247ထွက်လာပြီးတော့ classless IP VLSM လို့ support လုပ်လာခဲ့တာဖြစ်တယ်။ဒါပေမဲ့လည်း1998ရောက်မှသာ IFC 2328နဲ့ OSP ရဲ့ version 2ကို Internet Standard STD 54ဖြစ်အတည်ပြုခဲ့တာဖြစ်တယ်။ OSP ရဲ့မှာ Area, Hello Packet, Designated Router, Multi LSA စတဲ့ feature တွေပါဝင်လာခဲ့တယ်။ဒီနေ့မှာတော့ OSP က Enterprise Network တွေမှာက Data Center တွေမှာပါအဓိကအသုံးပြုလာတဲ့ Routing Protocol တစ်ခုဖြစ်လာခဲ့တယ်။ Fast Convergence မြန်တာ Stable ဖြစ်တာ Secure ဖြစ်တာစတဲ့ကောင်းကျိုးတွေနဲ့အတူ OSP ကယနေ့ခေတ် Internet အရေးပါဆုံးသော Protocol တစ်ခုဖြစ်လာခဲ့။ဒီလိုနဲ့ပထမဆုံး District Algorithm ကိုတည်တင်ခဲ့တဲ့ George McQueen နဲ့ Spanish ကို develop လုပ်ခဲ့တဲ့ Radio Faulkner နဲ့ OSP ကို develop လုပ်ခဲ့တဲ့ George Wine တို့ကလည်းကမ္ဘာ Internet ရဲ့၄ယောက်နေပါ